Why is Yama? I didn't look at it. English will be less Yama. A who look at our home la hey, shall be all minute, no? Sama look at it, because I'm English teaching, Lobo. A who look down, donation look horror. A who look down, who dana, donate. A who a dance are donation. Demand what who look at it, solution. I made a donation today. I made a donation today. Today ပါတယ်ဘာဖြစ်လို့ past tense ဖြစ်တာလဲဆိုတော့အလှူပြီးသွားပြီလေနော်မနက်ကလည်းဖြစ်မယ်ဒါပေမဲ့ဒီနေ့ရဲ့အချိန်တစ်ခုခုမှာပြီးခဲ့ပြီးသွားပြီမို့လို့ made ဆိုပြီးတော့ past tense ဖြစ်သွားတာပြီးတော့ made made ရဲ့အတန်ထွက်ကလည်း made ဆိုတဲ့အတွက်အကြောင်းမို့လို့အနောက်က a ရဲ့အတန်လေးကိုလို့မဟုတ်ဘဲနဲ့တစ်ဆက်ထဲနဲ့ made အဲ့လိုလေးပြောလို့လည်းရတယ်ဆိုတော့ I made a donation today. I made a donation today ငါဒီနေ့အလှူလုပ်ခဲ့တယ်လို့ပြောတာပါအော်ဒါဒီနေ့ငါဆုံးကတ်တယ်ဆိုရင်ရောဆရာမဆုံးကတ်ရဲ့ဆိုလို့ရှိရင် offer ဆိုတဲ့ verb ကိုသုံးရတယ်တခုကိုလှူဒန်းတာမျိုးကတ်လှူတာမျိုးအဲ့ဒါဆိုရင် offer လို့သုံးတာပေါ့နော်ဆိုတော့ဒီမှာလဲငါဆုံးကတ်ခဲ့တယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးသွားတဲ့အဖြစ်အပျက်ကိုပြောတာအဲ့ဒါကြောင့်မလို့ past tense ကိုသုံးတယ် I offered food ကအစားအသောက်ကိုလှူတာဖြစ်တဲ့အတွက်ကြောင့်မလို့ food ပြီးတော့မှဘသူ့ကိုလှူတာလဲဆိုတော့ to the monks today ဘုန်းကြီးတွေပေါ့နော်တန်ဃာတော်တွေဘုန်းကြီးတွေကိုကြတော့ monk monk လို့မသုံးပါဘူးအတန်မထွက်ရပါဘူး monk monk အဲ့ဒါတခါတဲ့အတန်မှတ်ထား monk မဟုတ်ဘူး monk I offered food to the monks today I offered food to the monks today ငါဒီနေ့တန်ဃာတော်တွေကိုဆွမ်းကပ်ခဲ့တယ်လို့ပြောတာအဲ့ဆိုဆရာမငါဒီနေ့တရားထိုင်နေဆိုရင်ရောဆရာမတရားထိုင်တာကြတော့ meditate လို့ပြောတယ်ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွင်းစိတ်ငြိမ်သက်ခြင်းရအောင်လို့တရားထိုင်နေဒါမှမဟုတ်ရင်လည်းပြန်လဲသုံးသပ်တာတွေလုပ်တယ်အဲ့ဒါကို meditate လုပ်တယ်လို့ခေါ်တယ်ဆိုတော့တရားထိုင်ခဲ့တာပေါ့နော်ဆိုတော့ဒီဗီဒီယိုတစ်ခုလုံးမှာ past tense တွေပဲပြောမှာဆိုတော့ past tense တွေနဲ့ပဲဆက်ပြောရအောင် meditated ဆိုတော့ငါဒီနေ့တရားထိုင်ခဲ့တယ်ဆိုရင် I meditated today ငါဒီနေ့တရားထိုင်ခဲ့တယ်တရားထိုင်ပြီးသွားပြီပေါ့နော်ဆိုတော့ I meditated today so အကယ်၍တရားထိုင်ခြင်းလို့ပြောရဲဆိုလို့ရှိရင်เนาะ meditation လို့ပြောရပါတယ်ဆိုတော့ဒီမှာတော့တရားထိုင်ခဲ့တာဖြစ်တဲ့အတွက် I meditated today ငါဒီနေ့ဖျားပန်းလဲဆိုရင်ရောဖျားပန်းလဲတာလဲတနည်းအားဖြင့်ဖျားပန်းကိုကိုကလှူတဲ့သဘောပဲအဲ့ဒါကြောင့်မို့လို့ offer ကိုပြန်ပြီးတော့မှသုံးလို့ရတယ် I offered flowers at the shrine todayငါဒီနေ့ဖျားစင်မှာဖျားပန်းကတ်လှူခဲ့တယ်ဖျားပန်းလှူခဲ့တယ်ပေါ့နော်ဆိုတော့ shrine ဆိုတာဘာလဲဆိုရင်ဖျားစင်ကိုပြောတာဖျားเจ้าဆောင်လိုမျိုးတေချာလေးစောက်ထားပြီးတော့မှကိုးကွယ်တဲ့ရုပ်တုတွေပုံတော်တွေအဲ့လိုမျိုးထားတဲ့ဖျားเจ้าဆောင်သဘောမျိုးကို shrine လို့သုံးပါတယ်ဆိုတော့ I offered flowers at the shrine today ငါဒီနေ့ဖျားစင်မှာဖျားပန်းလှူခဲ့တယ်ငါဒီနေ့ဖျားစင်တန်ရှင်းလုပ်တယ်ဆိုရင်ရောဆရာမ I cleaned the Buddha altar today ငါဒီနေ့ဖျားစင်ကိုတန်ရှင်းရေးလုပ်ခဲ့တယ် I cleaned the Buddha altar today ငါဒီနေ့ဖျားစင်ကိုတန်ရှင်းရေးလုပ်ခဲ့တယ်လို့ပြောတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအင်္ဂလိပ်စာသင်တန်းကျောင်းသိချင်တဲ့သူတွေက comment မှာ SHWE ရွှေဆိုပြီးတော့မှမှန်ခဲ့ပေးလို့ရတယ်သင်တန်းကျောင်းလေးတွေလာပြီးတော့မှရှင်းပြပေးပါမယ်ဒါမှမဟုတ်ရင်လည်း chat box မှာလာပြီးတော့မှသင်တန်းနဲ့ပတ်သက်တာလေးတွေစုံစမ်းလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် bye bye